trademark ကိုဘာကြောင့်စောစောတင်တင်တာလဲကျမတို့ဒီမိကုန်းကိုစဉ်းစားကြရအောင်အားလုံးပဲမိပါပါရှင် Brian BN Legal Solution မှာကြိုဆိုပါရစေကျမကတော့ကျွမ်းရနေတာပါကိုယ့်ရဲ့ကိုယ်ပိုင်အမှတ်တစိတ်တွေဖြစ်တဲ့ brand နာမည်နဲ့ logo တို့ကိုတော့လုပ်ငန်းအောင်မြင်လာပြီးရောင်းအားတွေတက်လာပြီးနာမည်ရလာပြီးဆိုတဲ့အခါကျတော့မှသာမူပိုင်ခွင့်တင်မယ်လို့နောက်ဆုံးမှထားပြီးတော့စဉ်းစားတတ်ကြပါတယ်ဒါပေမဲ့တကယ်တော့အဲ့လိုစဉ်းစားပုံကပြောင်းပြန်ဖြစ်နေပါတယ် trademark ကိုဘာကြောင့်စောစောတင်တင်တာလဲကျမတို့ဒီမိကုန်းကိုစဉ်းစားကြရအောင် branding ဆိုတာကဖန်တီးဖို့လွယ်ပေမဲ့တကယ်မှာတော့ customer တွေရဲ့ယုံကြည်မှုရဖို့တွေ brand reputation တည်ဆောက်ဖို့တွေဈေးကွက်မှာနာမည်ရလာဖို့ဆိုတာတွေကတော့အချိန်ငွေကြေးနဲ့ကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်ပါတယ်အဲ့လိုကိုက brand ကိုအားကျုံမှန်တက်တည်ဆောက်နေတဲ့အချိန်မှာမိနေတတ်ကြတာကကိုတည်ဆောက်နေတဲ့ brand ကိုပိုင်ပြီးပြီလားမြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ trademark လောကဆိုလို့ရှိရင် first to file system ကိုကျင့်သုံးလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မူပိုင်ခွင့်အခွင့်အရေးကိုအရင်ဆုံးလျှောက်ထားတဲ့သူကသာရရှိမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုကအမှတ်တစိတ်ကိုအပြစ်မှာအရင်သုံးနေတယ်ဆိုတာထက်ဒီစနစ်ထဲကိုအရင်ရောက်နေဖို့ကပို့ပြီးတော့အရေးကြီးပါတယ်ကိုနဲ့နာမည်တူတဲ့သူဒါမှမဟုတ်ကိုယ့်ရဲ့နာမည်ကိုတခြားတစ်ယောက်ကသာအရင်ဆုံးစနစ်ထဲကိုသွင်းလိုက်မယ်ဆိုလို့ရှိရင်တော့ကိုယ့်ရဲ့မူပိုင်ခွင့်အခွင့်အရေးတွေဆုံးရှုံးရနိုင်ပါတယ်အဲ့ဒီအခါမှာကိုကနာမည်အသစ်ပြန်ပြောင်းရတာမျိုးတွေပြီးတဲ့အခါမှာ logo တွေပြန်ဆွဲရတာ packaging တွေပြန်ရိုက်ရတာမျိုးတွေ sign board တွေ social media တွေစတဲ့ဟာတွေမှာအကုန်လုံးမှာကိုကနာမည်အသစ်တွေပြန်ပြောင်းရနိုင်ပါတယ်အဲ့လိုနာမည်ပြောင်းလိုက်တဲ့အတွက်ကြောင့်မို့လို့ရှိပြီးသား customer တွေကိုလည်းလက်လွတ်ဆုံးရှုံးရနိုင်ပါတယ်ဒါကြောင့်မိမိရဲ့လုပ်ငန်းကတည်တည်လေးပဲရှိသေးတယ်ဆိုပြီးတော့လုပ်ငန်းကြီးလာမှတင်မယ်အောင်မြင်လာမှတင်မယ်ဆိုတဲ့အတွေးဆုံးဖြတ်ချက်ကတကယ်တော့မှားနေတဲ့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်trademark registration ဆိုတာကတော့ကိုယ့်ရဲ့ brand အတွက်ယင်းနှိမ့်မြုပ်နှံမှု investment တစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့လုပ်ငန်းကိုတည်ဆောက်နေတယ်ဆိုလို့ရှိရင်ကိုယ်အမှတ်တစိတ်မူပိုင်ခွင့်တင်မှုကိုလည်းတပြိုင်နက်ထည့်သွင်းစဉ်းစားထားရမှာပဲဖြစ်ပါတယ်။ဒါကြောင့်တင်တန်မိုးထားအချိန်ယူတည်ဆောက်ထားတဲ့အမှတ်တစိတ်တွေကိုဥပဒေအရအပြည့်အဝအကာအကွယ်ပေးနိုင်မှုအတွက်ကျမတို့ Brian BN Legal Solution ကအမြဲတမ်းအသင့်ရှိနေပါတယ်။ Your creation is our protection